အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးသွားမယ့်ရေတရားလေးကတော့နေခြင်းညာခြင်းစီးပွားတက်စီတဲ့ရေတရားလေးဖြစ်ပါတယ်ဒီရေတရားလေးကိုတော့အဘမင်းသိန်ခါကနေပြီးတော့ပြီးခဲ့တာပါကျမကဒီရေတရားလေးကိုပြောပြပေးမယ်ဆိုပြီးတော့မနေ့ကညတော့ပေါ့နော်နေခြင်းတက်တက်ကိုတန့်စင်အောင်လုပ်ပြီးခြင်းတက်နှစ်တက်ပေါ့နော်တန့်စင်အောင်လုပ်ပြီးတော့တက်ပေါ်မှာနေခြင်းလို့ရေးလိုက်ပါတယ်နေခြင်းပေါ့နော်အချို့တွေကြတော့လဲမူကွဲအနေနဲ့ခါငယ်နဲ့ခြင်းတာလည်းရှိပါတယ်ဒါပေမဲ့ကျမကတော့နေခြင်းညာခြင်းစီးပွားတက်ဆိုတော့ခြင်းလို့ရေးလိုက်တာပါနောက်တစ်ခါတက်ပေါ်မှာတော့ညာခြင်းလို့ဆိုပြီးတော့ရေးလိုက်ပါတယ်ဒါကတော့မာကာပန်လေးနဲ့ပေါ့နော်ပါမန်နဲ့မာကာပန်သုံးလို့ရပါတယ်အယောင်ကတော့ကြိုက်တဲ့အယောင်သုံးလို့ရပါတယ်အဲ့ဒါလေးကိုရေးလိုက်တယ်ပေါ့နော်ရေးပြီးသွားတဲ့အခါမှာသူကကြတော့ဆရာကြီးမင်းသိန်ခါကတော့ဘယ်လိုလုပ်ခိုင်းလဲဆိုတော့ဒီဘက်ကနေခြင်းညာခြင်းပေါ့နော်အဲ့ဒီဟာလေးကိုတဲ့ဒီဘက်မှာရွှေရောင်လေးကိုဆေးမှုတ်လိုက်ပေါ့နော်အိမ်တုပ်ဆေးလိုမျိုးမှုတ်ဆေးလေးရှိရပေါ့နော်ရွှေရောင်ဆေးမှုတ်တဲ့ဒီဟာကိုလည်းတဲ့ငွေရောင်ဆေးမှုတ်ပေါ့နော်ရွှေချင်းနဲ့ငွေချင်းပေါ့နော်အဲ့လိုဖြစ်အောင်လို့ဆိုပြီးတော့ဆေးမှုတ်ခိုင်းပါတယ်ကျမကတော့မှုတ်ဆေးရလောလောဆယ်လွယ်တကူရှိမနေဘူးဆိုတော့ဒီလိုလေးနှစ်ခုပဲထားလိုက်တယ်ပေါ့နော်မှုတ်ပြီးသွားလို့ရှိရင်တော့ဆရာကြီးကကြတော့အဲ့ဒီအပေါ်မှာဖျောင်းနိုင်ထွန်းခိုင်းတယ်ပေါ့နော်သူကအရေးကြီးတာကကြတော့ဒီလိုမျိုးတဲ့ကျွေပကံကိုတဲ့ဒီလိုရွှေနားကွတ်ထားတယ်အနားလေးတွေပါတယ်ပေါ့နော်ပကံလေးရှာဝယ်လို့ရတယ်ပေါ့ပကံကိုသူကအနားကွတ်ထားရွှေနားကွတ်ထားတဲ့ပကံပေါ့နော်အဲ့လိုလေးရှာဝယ်ပါကိုကဂျင်းသေးဆိုလို့ရှိရင်လည်းပကံအသေးကိုရွှေနားကွတ်ထားတဲ့ပကံအသေးသုံးလို့ရပါတယ်နော်ကျမကတော့ရှိတာဒီလိုအကြီးပဲရှိတော့ကြတော့အကြီးကိုသုံးလိုက်တာပေါ့လေအဲ့ဒီရွှေနားကွတ်တဲ့ပကံလေးထဲမှာတဲ့သူကတော့ခုနရွှေရဲ့ငွေရတုတ်ထားတဲ့ချင်းကိုနှစ်ခုထည့်ထားလို့ရတယ်ပေါ့နော်ထည့်ပြီးသွားရင်တဲ့နေ့ဘက်မှာရွှေချင်းလေးကိုဖျောင်းနိုင်ထုံးပေါ့နော်ညဘက်မှာငွေချင်းလေးကိုဖျောင်းနိုင်ထုံးပေါ့နော်အဲ့လိုမျိုးလေးထုံးပြီးတော့ဆူတောင်းပေးလို့ရတယ်နေချင်းညာချင်းစီးပွားတက်ပါစေပေါ့နော်ဘေးရန်ရဲ့ကင်းရှင်းပါစေလူဝင်ဆန္ဒပြေဝပါစေစသည်ဖြင့်ပေါ့နော်ဆူတောင်းလို့ရတယ်တကယ်ဆူတောင်းပြည့်တယ်လို့ဆိုပြီးတော့ပေးခဲ့တဲ့ရေတွေပါကျမကကြတော့မှုတ်ဆေးကမရှိနေတော့ကြတော့မနေ့ကတော့ဘုရားရှင်ပေါ်မှာနေချင်းရဲ့ညာချင်းရဲ့ကိုရေးလိုက်ပြီးသွားလို့ရှိရင်အလယ်မှာကြတော့တောက်တော်ရေခွက်လေးကတ်တယ်ပေါ့နော်ပြီးသွားတဲ့ခါကျတော့ဘေးကနေပြီးတော့သူ့ပေါ်မှာတော့ဓာတ်ရိုက်မထွန်းမဲနဲ့ဖျောင်းနိုင်အောင်ဘေးလေးကနေပြီးတော့ထွန်းလိုက်တာပေါ့ဒါကတော့ညာဘက်ဆိုတော့ညာဘက်နဲ့နီးတဲ့ဘေးလေးဘက်မှာဖျောင်းနိုင်လေးကိုဒီလိုလေးထွန်းလိုက်တယ်ပေါ့နော်ထွန်းပြီးတော့ဖျားမိပူဇော်လိုက်တယ်ပေါ့နေချင်းညာချင်းစီးပွားတတ်ပါစေအစဉ်ပြေပါစေလက်လာပါစေပေါ်ကျွယ်ဝပါစေလူရင်းဆန္ဒပြေပါစေကျမ်းမာပါစေချမ်းသာပါစေဆိုပြီးတော့ဆူတောင်းတယ်ပေါ့ကွယ်အဲ့ဒါလေးထွန်းပြီးတဲ့ခါကျတော့အဲ့တော့ကျမထွန်းတာတော့ဖျောင်းနိုင်အစိမ့်ပေါ့နော်အစိမ့်ထွန်းတယ်ဒါကတော့ငွေကြီးကြီးပြေလဲဖို့လက်လာပါဒီပေါ်ကျွယ်ဝဖို့သုံးတယ်လို့ယူဆရှိရပေါ့နော်နောက်တစ်ခုကကြတော့ဖျောင်းနိုင်အနီးသုံးတယ်လို့ဆိုရင်တော့တဲ့ကျမ်းမာရေးအတွက်ကောင်းအောင်ဆူတောင်း